ဟိုတနေ့ကရှာတဲ့ကျွန်တော်ပြောတဲ့ဒီတိုက်ခင်းကုမ္ပဏီကအလုပ်သမားတွေဘောနတ်ကိစ္စနဲ့ဆန္ဒပြတဲ့ဟာအခုညှိလို့ရပါရင်ဘလို့ညှိလို့ရသွားလဲဆိုတော့အလုပ်သမားတွေကိုပေးမဲ့ဘောနတ်က9လစာပြီးတော့ plus 12,000เนาะ9လစာအပြင်နောက်ထပ်12,000ရမယ်ပြီးတော့နောက်ထပ်ထပ်တိုး3,0001000ခွဲပေါ့လေထားလိုက်ပါတော့1000ခွဲနဲ့9လစာနဲ့ရမယ်ပြီးတော့သူတို့တောင်းနေကြတဲ့ရွှေ3ချက်သားတောင်းတာကွာ10နှစ်နဲ့အထက်အလုပ်သမားတွေအဲ့အားကြတော့ဒီဒိုက်ခင်းဘက်ကဘလို့ပြန်လုတ်ပေးလဲဆိုတော့ရွှေကတော့မပေးတော့ဘူးရွှေအစားဘတ်9တောင်းပေးမှာဒီ10နှစ်နဲ့အထက်ကိုပေါ့လေဟိုလုတ်တဲ့10နှစ်နဲ့အထက်ပေါ့လေတကယ်ရွှေ3ချက်သားပေးရမယ်ဆိုရင်အဲ့10နှစ်နဲ့အထက်လုံးဝအလုပ်မပြတ်တဲ့လူတွေကအယောက်1000ကျော်ရှိရကွာအဲ့လိုအားအများတာအဲ့လိုဆိုရင်စဉ်းစားကြည့်အခုရွှေဈေးနဲ့ကွာတွက်ကြည့်လိုက်ရွှေတစ်ချက်သားကိုဘတ်6000ကျော်နေရွှေ3ချက်သားကွာလူအယောက်1000ကျော်ပေးရမှာဆိုတော့ဒိုက်ခင်းဘက်ကလည်းအစင်မပြေဘူးနေမှာပေါ့အဲ့ဆိုတော့အဲ့ရွှေ3ချက်သားအစားတဲ့ဘတ်9000ဟိုပေးမှာပေါ့နော်ပြီးတော့လစာတွေလည်း300ခိုင်နှုန်းထပ်တိုးပေးသွားမှာတို့ရဲ့လောက်ခလစာတွေပေါ့လေ300ခိုင်နှုန်းထပ်တိုးပေးမယ်ပြီးတော့နောက်ထပ်ခစားဝေးနေရပါရှိသေးလဲဆိုတော့ဒီ New Year ရုံးပိတ်ရက်တွေကအလုပ်ပိတ်ရက်က9ရက်အထိတောက်လျှောက်ပေးသွားမှာပြီးတော့တကြံအလုပ်ပိတ်ရက်လည်း9ရက်ပေးမှာအဲ့အခုတို့ညှိလို့ရသွားပြီပေါ့နော်အဲ့လိုဆိုတော့တိုက်ခင်းဘက်ကလည်းအလုပ်သမားတွေဟိုပြန်လာခေါ်ပြီးတော့အလုပ်ပြန်လာလုပ်လို့ရပြီပေါ့လေနော်အလုပ်သမားတွေဘက်ကလည်း SAP ဝါပေါ့ကောင်းပါတယ်ဒါမျိုးလေးညှိလိုက်တော့လေနော်ဟိုဝင်းဝင်းမှာပဲတကယ်တမ်းပြောတွက်မယ်ဆိုတော့ဝင်းဝင်းမှာပဲနှစ်ဖက်စလုံးလေအလုပ်ရှင်ဘက်ကလည်းအဆင်ပြေသွားတော့ဗောလေအလုပ်သမားဘက်ကလည်းရသွားတော့ဗောတို့ရတာကလည်းဟိုမနစ်နာပါဘူးဒီလောက်ဆိုရင်ကို့မြင်ဗောလေဟုတ်တယ်โอเคအဲ့လိုဆိုတော့ဒိုက်ခေကုမ္ပဏီပြဿနာဗောလေတို့ဘောနကိစ္စတွေအခုဆန္ဒပြနေတဲ့ကိစ္စတွေဗောလေဘောနကိစ္စနဲ့ဆန္ဒပြတာအဲ့ကိစ္စတွေကတော့အခုအားလုံးပြီးသွားပါပြီဟိုညှိလို့ပြီးသွားပြီဗောနော်အဲ့ဆိုတော့ဒါပါပဲအဲ့အလေးလာပြောပြပါ